လာပါမဘာလေးကြည့်မလဲရှင့် ငကလေးကြည့်ချင် အော်ဟုတ်ကဲ့ပါဟုတ်ဒီမှာဆိုရင်တော့ဗောနော်မင်းတို့မူကောင်း7နိုင်မှာဆိုရင်တော့ promotion လေးရှိပါရဲ့ရှင့်10သိန်းမိုးပြည့်ရဆိုရင်ငွေသား1000ပြန်ပြီးလက်ဆောင်ရပါတယ်30ဘိုးပြည့်မယ်ဆိုရင်တော့မင်းတို့ဗောနော်ရွှေကလေးတစ်ချောင်းပြန်ပြီးလက်ဆောင်ပေးပါရဲ့ရှင့်ပြန်ပြီးတော့အလဲအထက်လုပ်မယ်ဆိုရင်တော့0%မှာပြန်ပြီးရောင်းမယ်ဆိုရင်တော့5%လေးနဲ့ရောင်းပေးပါရဲ့ရှင့် အဲ့ဟာမလို့အမအပြင်းပြေရွှေလာဝယ်ရဆိုငကလေးပဲပြောပြပါ အော်ဟုတ်ကဲ့ပါရှင့်ပြပေးပါမယ်နော်ဟုတ် ဟိုရဲ့တမီးမအိုင်လည်းထဲနဲ့အမဝယ်ထားရမယ်လေမယ်နဲ့တမီးလို့ဆက်ရှိပြန်လို့လားဟဲ့တငယ်ချင်းညမူခမလုံးနေရလား အော်ဘဒူများလဲလို့ကြည့်ကျောင်းတော့ဆုံးသွားတယ်ကောင်းတယ်တနိုင်ပြုံးပြ ဟဲ့တငယ်ချင်းအမြင့်ကြီးอ่ะပိန်သွားတယ်လို့နော်စားမစားရရလို့တငယ်ချင်းရဲ့ဟောငါမမိသေးပါရဲ့你ကျောင်းတော့လေမမမရတော့လေငါနေခောက်ဆွဲစားချင်တယ်ဆိုမှငါကြံနေတာငါမြင့်ကျွေးလိုက်သေးရဲ့လေဟာမမပုံမှန်ကမရဘူးနေလို့စုလေးနေတော့မှနေတက်သေးရဲ့လေဟိုတော့ငါမသုံးလို့လို့တာငါမြင့်တော့ပေးလိုက်သေးရဲ့လေအော်ငါနောက်တစ်ခုမှမိသေးပါရဲ့နေကျောင်းမှာလေထမင်းဆိုင်ပိန်ရှုံနေဟာလေးနဲ့အဲ့ဒါနေစားတာလေအော်နေကူကအဲ့ချိုင်းနဲ့လာအဲ့ချိုင်းနဲ့မလုပ်ပါနဲ့တခြားသူတွေနဲ့တန်းသူချိုင်းမရှိဘူးဆိုရင်ငါဝယ်ပေးမယ်လीနော်အော်ငါကူကလေအပြင်းခင်လားဆိုတော့ပတ်စံလည်းမင်းများဆဆပါမလားအဲ့ဒါမှငါညို့ချိုင်းစုပ်အော်နောက်တော့ချိုင်းချင်ငါနဲ့ကြမှာဝယ်ပေးအောင်မယ်နော်ခုငါအပြင်းပြဝယ်ဖို့ငါကဒီတစ်တဲလေးပြပေးပါဒီကလေးတော့ဝယ်တော့အော်တကယ်ချင်းဟောလေဒီကမမလေးမရှိဘူးလားဟောလေအပြင်းပြေလာဝယ်ဆိုတော့လေပစာလေမမဆဆတိတ်ပြီးတော့မပေါ့လေတိတ်ပြီးတော့တည့်ရမမလေးပြပြီးတာရဒါပဲထည့်ပြလိုက်တော့အော်တကယ်ချင်းမြင့်ကြီးရတယ်တမီးတခြားပိန်ချုံးညာပဲအမရှိတယ်လို့ပဲပြီလားအော်ဒီကနေ့အားလုံးငါလေးအိမ်မှာသမင်းကျွေးမလို့ကျွေးပြီးလဲနော်ခိုင်းလို့ပဲပူရဟင်းကြံလေးတော့ညို့ချက်ပေးလိုက်မယ်လေတကယ်ချင်းဒီဘယ်နေ့အားလဲဟုတ်တယ်ဟဲ့အမလေးရွှေသွားရင်းနဲ့ဟာ ဒီမိုင်းမဟုတ်တာဒီမှာရဲ့ဆိုင်ရှင်ပါရှင်ပေးပါအောင်ရှင် ဝိုင်းနေတယ် မိုးကောင်းရွှေဆိုင်လိမ့်စာလေးကတော့130မနောဟရီလမ်းမှာပေါ်6869မျက်နှာနာစီအနီးမန္တလေးမြို့မှာဖြစ်ပါရဲ့ရှင့်ရွှေဝယ်မယ်ဆိုရင်မိုးကောင်းရွှေဆိုင်တတိယလိုက်ပါနော်